အားလုံးပဲမင်္ဂလာပါခင်ဗျာလာမယ့် update 4.6 မှာဘာတွေပါမလဲဆိုတာကျွန်တော်လည်းတူသွားရှိုးကြည့်လိုက်အောင်ခင်ဗျာဝေါကျိုးတွေဝင်ဖိန်ကောင်းတွေနဲ့ဟောင်းကြီးမိုက်တယ်ဟာအီဗန်သေးတွေအားလည်းတော်တော်များများပါပါတယ်ဗျာဒါတော့ဘွားနေမင်တွင်းနေရတဲ့မင်ကွင်းလေးပေါ့ဗျာအရင်အီဗန်ပုံစံနဲ့ခက်စစ်စင်မြဗျာဒါပေမဲ့စောင်းပုံစောနီးလေးတွေ spare တွေသုံးတာတွေပါကြီးကွာပါလိမ့်မယ်ဗျာအထက်မှာဘာကြီးတော့ဟာကျွန်တော်တို့သွားကြည့်လိုက်အောင်ဗျာဖွင့်လို့တော့မရသေးဘူးထင်တယ်နော်။ဘာဖြစ်လဲဆိုတော့အခုကြာဆော့နေတာဘတ်တာဘာရှင်းဆိုတော့ဒီတစ်တာထဲမှာဘာရှိလဲဆိုတော့ကျွန်တော်တီးချင်လိုက်တာဗျာဒါပေမဲ့ဖွင့်လို့တော့မရဘူးဗျာ။ကြည့်ဂျိုးနဲ့ဆွဲထားတာရောက်ရင်စောရမိုက်နော်။ Wi-Fi ကောင်းရှိမယ်ထင်တယ်။ကဲကျွန်တော်လည်းအတူပြင်မှာသွားကြည့်လိုက်အောင်ဗျာ။ဒီဘက်ကတော့အရင်အီဗန်ပုံစံနဲ့ခက်စစ်စင်မဲ့ဗျာဒါပေမဲ့စောပုံစောနီးလေးတွေဆွဲသုံးတာကြီးပါတော့ကွာပါလိမ့်မယ်ဗျာအရင် event ဒီလောက်မကြိတ်ဘူးဗျာဒီ event ကတော့တော်တော်လေးကိုကြိတ်တယ်ဗျာဆောလို့စောင်းရန်ကောင်းဝဲပုံဝဲကကျွန်တော်တော့ဆောချင်နေပြီ event ဒီလောက်တော့ကြိတ်နေတာဆိုတော့လူ40 50ရှင်းအတာလေးပဲဗျာအိမ်လည်းအများကြီးဆိုတော့နေရာယူစရာတွေအများကြီးပဲဗျာဒီ event ကြိတ်လားမကြိတ်ဘူးလားကျွန်တော်ပြမယ်ဗျာဘောနေ show လိုက်တော့ဗျာအဲ့မှာအရင် event လို့သေးတယ်စဉ်းစားနေရမရှိဘူးဘာညာအပြဿနာတွေကောင်းလဲထုတ်လိုက်တော့ဗျာကဲဗီဒီယိုလေးကတော့ဒီလောက်ပါဗျာနောက်မှကျွန်တော်စတင်ပေးမယ်ဗျာအားလုံးဘိုင်ဘိုင်